မင်္ဂလာပါကျွန်မကတော့ဒီမိုကရေစီနောက်သတင်းဌာနကသတင်းတောက်ဤတင်စာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့ခိုင်မာတဲ့အစိုးရပေါ်ပေါက်ရေးနဲ့နိုင်ငံအရေးအတွက်တမတော်ကအမြဲအသင့်ရှိနေတယ်လို့တက်ချုပ်ပြောကြတဲ့သတင်းဖြစ်ပါတယ်မလ29ရက်နေ့မှာကျင်းပပြုလုပ်တဲ့82နှစ်မြောက်တမတော်စီရေးပြအခမ်းအနားမှာနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကထိပ်တန်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်တမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနိုင်ငံအနေနဲ့နိုင်ငံရေးစနစ်အရာဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတာဖြစ်ပြီးနိုင်ငံတော်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံစနစ်အရဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးခိုင်မာစေရေးကိုဥတီရှောင်းလန့်နေတယ်လို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဒါအပြင်ဖက်ဒရယ်စနစ်ဆိုတာလူပုဂ္ဂိုလ်လူမျိုးအတွက်ရည်ညွှန်းတာမဟုတ်ပဲဒေသတစ်ခုနယ်မြေတစ်ခုအပေါ်ရည်ညွှန်းဆောင်ရွက်တာဖြစ်ပြီးဒို့နိုင်ငံအနေနဲ့ဖက်ဒရယ်စနစ်ကိုဖော်ဆောင်ကျင့်သုံးရမှာလဲဖျက်ဆီးခဲ့ရတဲ့တမိုင်းအဆက်ဆက်ရဲ့အတွေ့အကြုံတွေအရမိမိတို့နိုင်ငံနဲ့ကိုင်ညီတဲ့ဒေသကိုအခြေခံတဲ့ဖက်ဒရယ်စနစ်ကိုကျင့်သုံးသွားမှာဖြစ်ကြောင်းလဲတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအနေနဲ့လည်းခိုင်မာတဲ့အစိုးရတရက်ပေါ်ပေါက်ပြီးနိုင်ငံရေးခရီးလက်မှာခိုင်မာရှောက်လန်းနိုင်တဲ့အထိဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့တပ်မတော်အနေနဲ့လည်းနိုင်ငံအရေးအတွက်အမြဲအသင့်ရှိနေမှာဖြစ်ကြောင်းတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။တပ်မတော်ဟာခေတ်ဆက်ဆက်နိုင်ငံတော်နဲ့ပြည်သူလူထုအကျိုးကိုဥထိပ်ထားတာဝန်ထမ်းဆောင်ခဲ့ပါတယ်။လက်ရှိကာလမှာလည်းပြည်သူသားအမိပြည်သူသားအဖဆိုတဲ့ခံယူချက်နဲ့နိုင်ငံနဲ့ပြည်သူအကျိုးကိုကာကွယ်လျက်ရှိနေပါတယ်။နောက်မှာလည်းပြည်သူကအားကိုးရတဲ့နိုင်ငံတော်ကအားထားရတဲ့ခင်မီမျိုးချေတက်မဲ့တော်အဖြစ်ခိုင်မာရပ်တည်သွားကြမယ်လို့လည်းတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဒီမိုကရေစီနောက်သတင်းဌာနရဲ့သတင်းတွေကို TikTok, Telegram နဲ့ YouTube တို့မှာကြည့်ရှုအားပေးနိုင်ပါတယ်ရှင်။